ကိုယ့်ရဲ့ခန္ဓာကိုကိုယ့်ဘဝကိုတကယ်ချစ်တယ်ဆိုရင်ဒီခန္ဓာကိုယ်နဲ့ဒီပါးစပ်နဲ့ဒီစိတ်နဲ့ဘာတွေမလုပ်ကြနဲ့အာကုသိုလ်မလုပ်ကြနဲ့ဟုတ်လားအာကုသိုလ်လုပ်ပါများတဲ့ပုဂ္ဂိုလ်ဟာကောင်းမှုကုသိုလ်လုပ်ဖို့ဆိုတာဘာဖြစ်လို့ခဲရင်တယ်ဟုတ်ပြီနော်ဘာနဲ့ဥပမာပေးတယ်လဲမေးလိုက်တော့အရှိဘက်ကိုရိုင်းနေတဲ့တစ်ပင်ကြီးသူတော်ကောင်းတို့တွေအောက်ကနေပြီးတော့ကျိုးတွေဘာတွေမဆိုင်ဘဲနဲ့ဓာတ်နဲ့လွှတ်နဲ့ခုတ်ပြီးတော့လှည့်ကြည့်လိုက်အဲ့တစ်ပင်ဘယ်ဘက်ပဲလဲမဲ့ပြောရင်ဘာဖြစ်လို့လဲမေးလိုက်တော့ငကိုကလေးကအရှိဘက်ရိုင်းနေတာဟုတ်လားအနောက်ဘက်ရိုင်းနေတဲ့တစ်ပင်ကြီးလဲရင်လဲပဲပြည်တယ်အောက်ကဓာတ်နဲ့ခုတ်ရင်ဘယ်ဘက်ပဲလဲအနောက်ဘက်ပဲလဲဒီတိုင်းပဲတဲ့ဥစဉ်တို့တွေသူတော်ကောင်းတို့တွေလည်းမကောင်းတာလုပ်ပါများတဲ့ပုဂ္ဂိုလ်ကကြံလိုက်ရင်လည်းမကောင်းတာဥမာပါဇက်ကပြည်တယ်မကောင်းတာလုပ်ပါများနေတဲ့ပုဂ္ဂိုလ်မျိုးခါးလေးတွားတုတ်လိုက်လို့ဆဲလိုက်ရောင်လိုက်ရင်ကိုရောင်လိုက်ရင်ကိုဘလို့ကြမ်းထမ်းတဲ့စကားထွက်တယ်မို့လားဟုတ်တယ်နော်မကောင်းတာလုပ်ပါများဒီလိုဖြစ်လာတာအရက်သောက်နေကြပုဂ္ဂိုလ်ကပြည်တယ်အရက်ဆွဲသွားပြီဆိုရင်ဖြတ်ဖို့ရန်လွယ်သေးလားဟာမလွယ်ဘူးစလိတ်တောင်းနေကြပုဂ္ဂိုလ်လည်းစလိတ်ဖြတ်ဖို့ရဘာဖြစ်လို့ခဲရင်နဲ့ကိုယ်ဆွဲသွားတဲ့ပုဂ္ဂိုလ်လည်းဒီတိုင်းအဲ့တော့မကောင်းတာလုပ်ပါများတဲ့ပုဂ္ဂိုလ်ကကောင်းတာလုပ်ဖို့ဆိုတာခဲရင်နေတဲ့ဘုရားကဒါပြောတာနောက်တကဥပမာတဏှိပေးသေးတယ်မြတ်စွာဘုရားကဘာဥပမာလဲမေးလိုက်တော့အဲ့ဒီလိုမကောင်းတာတွေလုပ်ပါများနေတဲ့ပုဂ္ဂိုလ်မျိုးဟာဒီဘဝမှာမကောင်းတာတွေကြီးတစ်စိုက်တိုက်ဖြစ်နေမယ်ဆိုရင်သေတဲ့နောက်မှာလည်းပြိတ္တဲ့ကောင်းတာဖြစ်ဖို့ဆိုတာလွယ်သေးလားမလွယ်တော့ဟုတ်လားကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်ကပြိတ္တဲ့ဒီဘဝမှာပြိတ္တဲ့သေပြီးနောက်ဘဝလည်းပြိတ္တဲ့မကောင်းတာဖြစ်เสียအကြောင်းရှိလားမရှိဘူးဥမာပြမနဲ့ခင်းမိုးလင်းလာပြီဆိုရင်ရှစ်ခိုးတဲ့အကျင့်လေးလုပ်အောက်ထေဆုံးအများကြီးမလုံနိုင်တော့သူတော်ကောင်းတို့တွေမျက်နှာလေးဆက်ပြမတက်ခင်ရေလေးနဲ့ပုတ်ပြီးဆိုကြတဲ့ကဗုဒ္ဓတရဏဂစ္ဆာမိဓမ္မတရဏဂစ္ဆာမိသံဃာတရဏဂစ္ဆာမိပေါ့ဟုတ်လားဟောဖရာတရားသံဃာမျက်နှာသေးနေကွာစိကပ်ပြီးသားမဖြစ်ဘူးလားမိုးလင်းတာနဲ့တပည့်နဲ့ဒါလှုပ်ဖြစ်လာနောက်တကဆက်ပြလေးတိုက်ပြီးတော့ပုတ်ပြန်ရင်လည်းပဲအရဟံပူဇော်ထုကိုခံတော်မူလိုက်တော့မြတ်စွာဘုရားအရဟံနဲ့ပို့ရင်အရဟံဂုဏ်တော်ပွားပြီးသားရောမဖြစ်ဘူးလားအဲ့ဒါလေးသူတော်ကောင်းတို့တွေလှုပ်ကြည့်နေတိုင်းလှုပ်လိုက်တစ်နှစ်လောက်လှုပ်လိုက်ပြီဆိုရင်မနဲ့မိုးလင်းလို့ကိုကဆက်ပြလေးကြိုက်ပြီးမျက်နှာလေးပို့လိုက်တယ်အဲ့ဒါမဆိုးမိဘူးဆိုရင်စိတ်ထဲမှာမပွားမိဘူးဆိုရင်တခုခုလိုးနေတယ်လို့သူတော်ကောင်းတွေခံစားလာရလိမ့်မယ်ဟုတ်လားအဲ့ဒါဆိုရင်ဘာဖြစ်ပြီလဲမင်းကိုယ့်ရဲ့မနဲ့မိုးလင်းတဲ့အလုပ်ဒီကောင်းတဲ့ဘက်ကိုဘာဖြစ်တယ်လို့ညွတ်နေဟုတ်လားကောင်းတဲ့ဘက်ညွတ်နေအဲ့လိုလေးမွေးယူရမှာနော်အဲ့တဲ့တိုးနိုင်သေးတယ်ဆိုရင်မနဲ့မိုးလင်းတာနဲ့မျက်နှာတက်ပြီးတဲ့နဲ့ခန္ဓာကိုယ်တန်တန်ရှင်းရှင်းလေးနေပြီးဖျားရှိခိုးတဲ့အလုပ်ကလေးလုပ်နေတိုင်းရှစ်ခိုးလာပြီးဆိုဘုရားရှင်မခိုးရရင်ကိုကကို့မှာတခုခုလိုနေတယ်လို့ခံစားရရင်ကိုကဘုရားဘက်ကိုညွတ်နေတဲ့ပုံကိုဖြစ်ပြီးကောင်းတဲ့ဘက်ညွတ်နေတဲ့ပုံကိုဖြစ်ပြီးဟုတ်ပြီလားဒီတဲ့ပို့ပြီးတော့ပန်းလေးကအောင်မယ်ရေချမ်းလေးကအောင်မယ်ဒါလေးမလုတ်ဖြစ်တော့ဘူးဆိုရင်ကို့မှာခရီးသွားလိုက်တယ်ပေါ့စောစောစီးစီးသွားတယ်တခုခုလိုနေတယ်ငါပစ္စည်းများမေ့ကြံခဲ့သလားအောက်မေ့တယ်ဘယ်ဟုတ်တော့ငါဘုရားရှင်ခိုးဖို့မေ့ခဲ့ပန်းလဲဖို့မေ့ခဲ့တယ်ရေချမ်းကပ်ဖို့မေ့ခဲ့တာပဲလို့တွေးမိရင်အဲ့ဒါသူတော်ကောင်းတွေရဲ့စိတ်ဟာဘက်ကိုညွတ်နေပြီကောင်းတဲ့ဘက်ကိုညွတ်နေဖျားဘက်ကိုညွတ်နေအဲ့ဒီအချိန်မှာသူတော်ကောင်းတို့တွေကိုင်းသေရင်သေးကြည်စမ်းကောင်းတဲ့စိတ်နဲ့သေရတာဖြစ်တဲ့အတွက်ဒါကြောင့်သူတော်ကောင်းတို့ဦးဇင်းတို့တွေမကောင်းတဲ့နေရာရောက်เสียရှိလားမရှိဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကကောင်းတာလုပ်ပါများတဲ့ပုဂ္ဂိုလ်ဟာမကောင်းတာဖြစ်ဖို့ဆိုတာဘာဖြစ်လို့ခဲရင်နေဟုတ်လားမကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်ကလည်းကောင်းတာဖြစ်ဖို့ဆိုတာဘာဖြစ်လို့ခဲရင်နေဆိုတာအဲ့ဒါပြောတာဟုတ်ပြီနော်အဲ့ဒါကြောင့်မို့ခဏမြတ်စွာဘုရားကကောသလဘုရင်ကြီးကိုလက်ဆောင်ပေးလိုက်တဲ့ဂါထာလေးကိုသူတော်ကောင်းတို့ကိုလည်းဥစဉ်ကဒီနေ့ဓမ္မပူဇာဓမ္မဒါနအနေနဲ့ပြန်ပြုတယ်ပေါ့ဗျာနော်ဘာလဲလို့မေးလိုက်တော့မိမိကိုယ်တကယ်ချစ်တယ်ဆိုရင်ဒီခန္ဓာကိုယ်ကြီးနဲ့အကုသိုလ်တွေကရှောင်ကြပါတနည်းအားဖြင့်ပြောရင်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဒုစရိုက်တရားများကရှောင်ကြပါဟုတ်ပြီလားဒုစရိုက်တရားတွေကိုဆောင်ကြပါလို့ဦးဇင်းကပြောကြလိုပါတယ်ဗျာ